မိုးကုတ်မြို့ကနေအနောက်မြောက်ဘက်ကိုတနင်္လာရီလောက်ကားမောင်းသွားလိုက်ရင်ရေခဲတယ်လို့နာမည်ကျော်လာတဲ့ဘားနက်ကိုရောက်မှာပါဘားနက်ကိုသွားတဲ့လမ်းမှာဆိုရင်ခဏနာရင်အပန်းဖြေလို့ရတဲ့နေရာလေးတစ်ခုကိုတွေ့ရပါလိမ့်မယ်ပြောင်ကောင်းဒေသရဲ့အစဒါမှမဟုတ်ဘားနက်ဒေသရဲ့အစလို့လည်းဆိုနိုင်ပါတယ်ဒီနေရာကိုတော့လေပေါက်လို့ခေါ်ကြပြီးနေရာကလည်းတောင်မြင့်ပေါ်မှာရှိလို့မိုးကုတ်မြင်ကွင်းကျဲရှုခင်းကိုတွေ့ကြရမှာပါဒီနားလေးမမလေးဟင်ပြတော့တက်လာတဲ့တောင်တက်လန်တော့ဆောက်မှာဒီနားလေးမမအဲ့လိုအမဲရောင်ကြောက်တုံးကြီးအများကြီးရှိနေရယ်ပြီးတော့ဒီလမ်းကပေါ့နော်အဲ့ကြောက်တုံးကြီးကြားထဲကနေဖြတ်ပြီးတော့ဖောက်ထားတာအဲ့တော့ရှိုလိုမျိုးဖြစ်နေတော့ဒါလေအဝင်ထွက်ကဒီနားလေးမှာနည်းနည်းလေးပိုများတယ်ပေါ့အဲ့တော့ဒါကြောင့်ဒီနေရာကိုလေပေါက်လို့ခေါ်ကြတယ်ပေါ့လေအဲ့တော့ဒီနေရာ view လည်းအရင်လှတယ်အဲ့ဒါပြင်ကိုဒီလေပေါက်ဘေးမှာဇေရီသေးသေးလေးတွေတည်ထားတဲ့ဒီကြောက်ဆောင်ကြီးလည်းရှိတယ်အဲ့တော့အပြစ်တို့တွေကြုံလုံးကြုံခိုက်ဒီကြောက်တောင်ပေါ်တက်ပြီးတော့ဒီနီးတစ်ဝိုက်လှတွေခန်းစားရင်းနဲ့ဇေရီလေးကိုဖူးရလေးပေါက်ကနေမိနစ်အနည်းငယ်လောက်ဆက်သွားလိုက်ရင်တော့လီဆူရွာလေးကိုရောက်ပါမယ်။ပြီးရင်တော့မိုးကုတ်ဒေသရဲ့နမေကျော်နေရာတစ်ခုဖြစ်တဲ့ဘားနက်ကိုရောက်သွားမှာပါ။ဘားနက်မှာရေခဲတာကိုလာကြည့်ကြတဲ့ခီးသွားတွေကတော့မနက်အာရုံမတက်ခင်မှာဘားနက်ဘက်ကိုတက်လာကြပြီးတချို့ကတော့ဘားနက်နဲ့အနီးဆုံးမလင်တောင်ရွာမှာညအိတ်တဲခုပြီးမှဘားနက်ကိုလာကြပါတယ်။အိမ်မြတ်တို့ကတော့မလင်တောင်မှာတညအိတ်ပြီးမှမနက်6 နာရီလောက်မှဘားနက်ကိုလာခဲ့ကြတာပါကဲဘားနက်ရောက်ပြီအကျတို့တဲနေမလင်ကြောင်ငါဘာတီလာကြောင်နေဆိုရင်က9မိနစ်လောက်ပဲမောင်းရတာအမြတ်တို့တွေပြင်းဆင်နေကြတဲ့အချိန်မှာတွေုံလေမိုးကုတ်ဘက်ကနေထင်တယ်ဆင်းလာတဲ့ကားတွေအများကြီးပဲရေခဲတာလာကြည့်ကြတာဒါပေမဲ့ခါတိုင်းနေ့တွေလောက်ရေမခဲနေဘူးမမလေးတော့တွေ့ရမယ်နဲ့တူတယ်ဒီနေ့အပူချိန်က1လောက်ရှိတယ်တဲ့0လောက်ရောက်မှခဲတာ1 ဒီဂရီလေးပဲကျန်တော့တာဘူးဒီမှာခဲသွားရအောင်ဒီမှာကားတွေအတန်းလိုက်ကြီးပဲဒီမှာလာလဲတဲ့ခီးသွားတွေရဲ့ရေခဲလာကြည့်တဲ့သူတွေရဲ့ပေါ့ကားတွေအများကြီးပဲပြီးတော့ဒီနေ့ကဘာနဲ့ဈေးနေ့ဆိုတော့ရေခဲလဲကြည့်မယ်ရေမခဲလဲဈေးလဲကြမယ်သွားရအောင်ကဲဒါကတော့အဝင်ဝအမြတ်တို့ရောက်တာကကားရက်တဲ့အဝင်ဝဆိုတော့ဒီမှာဧည့်သည်များလိုက်နာရန်တဲ့အမိုင်းမပြေးရချယ်ရီပန်းခက်လေးမခူးရယူမသွားရတဲ့ပန်းလေးတွေအပင်ပေါ်မှာပဲလှရလေနော်ဒီစစ်တင်ကြိုင်အမြတ်တို့စစ်တင်ကြိုင်လည်းရအောင်ပါစစ်တင်ကြိုင်ရှိတဲ့ကပီးကြောက်တိုက်များနဲ့လက်လက်တိုက်ရှိရှေးအောင်ဆောက်များပေါ့တဲ့မထိုင်ရမထိရမဖြက်စီးရတဲ့အပေါ်တက်ထိုင်လို့လည်းမရဘူးရှောက်ကင်လို့လည်းမရဘူးဖြက်စီးရဘူးဖြက်စီးရဆိုတဲ့ထက်မှာ correction band တွေနဲ့ရောက်ပြီးတော့ဘယ်နေ့တို့ရေးတာကြီးလဲမလုပ်ပါနဲ့တဲ့ကဲစီကန်းချက်လည်းဖတ်ပြီးဆိုတော့ထဲဝင်ရအောင်ဘာဒီလာရောက်လာလဲမသိအန်တီဒါပါလဲဟာဒါပါလဲခွေရှမ်းလေဟမ်ခွေရှမ်းခွေရှမ်းခွေရှမ်းအဲ့ဒါပါလဲဟင်းချက်စားရတာလားဟမ်ဟင်းချက်စားရတာလားအေးဩအခုဈေးမှာတော့ရောက်မှာပေါ့အေးရုံငယ်ဘယ်ကလာလဲပြန်ရွှေတုံဟမ်ရွှေတောင်အေးဒီကူနော်ဒီချက်啊，没表达。လောက်ပါ几在文艺计划。什么他文艺我帮你翻译的了。啊ဘာဘယ်ရွာလဲ तू อ่ะ贪心。ထန်းစင်ဆွဲရွာရွာမှာရွာတရွာရှိအော်ကိုရိုင်းစိုက်တာလားကိုရိုင်းစိုက်တာလားဒါဘာခေါ်လဲတရုတ်နန်ပြင်အော်တရုတ်နန်နန်အသက်ဘယ်လောက်ရှိပြီလဲတကြမှာ你几岁了လူရှိတော့လား60ကျော်60တရုတ်လိုပဲပြောရလားတရုတ်လိုပဲ这个是你自己在那个我自己在呢ကိုယ်တိုင်စိုက်တာကိုယ်တိုင်စိုက်တာဟာကိုယ်တိုင်စိုက်ပြီးကိုယ်တိုင်လာရောက်တာ60ကျော်နေပြီသားတွေလည်းကြည့်တော့ဒါပေမဲ့တန်တန်မသွားလာနေတော့မှဘာရတရုတ်နန်နန်နေဒီနေ့ကမိုးနေနေအုပ်နေလို့ရေမခဲပါဘူးတဲ့ဒါပေမဲ့အပင်လေးတွေမျက်ခြောက်တွေပေါ်မှာတင်နေတဲ့နှင်းဖက်လေးတွေကြောင့်ဖွေးဖွေးစွတ်နေတဲ့မြင်ကွင်းကိုတော့မြင်တွေ့ခွင့်ရမှာပါ
အဲ့မြက်လှမ်းကြည့်လိုက်တာအော်မြက်6တေလို့ထင်တာဟုတ်ဘူးအဲ့မြက်ပေတွေမှာဖြူဖွေးနေတဲ့နေရာရှိရဲ့အဲ့ဖြူဖွေးနေတဲ့နေရာတွေအကုန်လုံးကရေခဲမွမွလေးတင်နေရဟာဒီမှာအများကြီးပဲရေခဲဟိုအပြင်လိုက်အချက်လိုက်ပြားလိုက်တော့မခဲသေးဘူး तू က3ညလောက်ရောက်မှစခဲမှာဆိုတော့လေ3ညနဲ့အနှုတ်ပဲရောက်သွားမှအဲ့လိုရေခဲကအချက်လိုက်ရေခဲတာတဲ့ဒါပေမဲ့ဒီပေါ်မှာအကုန်လုံးဖြူဖွေးနေတာလှတယ်ဘယ်လာကြလဲ အော်ဒီရပဲမုတ်ကုတ်က အော်မိုးကုတ်ကပဲလားဒီမှာအမြဲလာပြက်လာဒီဘက်ကိုမိုးကုတ်ကနေဆိုတော့နီးတာဆိုတော့ အဲ့တည်းလိုက်ပို့ရင်နဲ့မောင်လေးတွေလိုက်ပို့ရင် အခုမှရောက်ဘူးတာပေါ့အခါတိုင်းရောဘယ်လိုတွေကြားတယ်ရေတွေခဲတယ်ဆိုတာမျိုး ရေတွေကမိုးအုပ်နဲ့ဒီကနေ့ကျတော့မိုးနည်းနည်းအုံလို့တဲ့ရေမခဲဘူး ။အော်မိုးအုပ်လို့မခဲတာလား။အော်နေထွက်ရင်ခဲတယ်လို့လား မဟုတ် ။မိုးမအုပ်ရင်ခဲ မိုးမအုံခဲ ။အော်အေးနော်ဒီနေ့ကအမွှားမွှားလေးပဲတွေ့ရတယ်ဆိုတော့။အဲ့ဒါပထမဆုံးရောက်ဘူးတာပါဘာနဲ့ကိုမိုးကုတ်မှနေပေမဲ့ဟုတ်ပြီ။ဘယ်လိုခံစားရတော့ ပြောတယ် ပြောတယ်နော်။ရေခဲမြင်မလားဆိုရင်းနေခုံရောက်လာ။ဟုတ်ကဲ့ပါ။ဘယ်အဖွဲ့တွေလဲမိသားစုဘယ်နှစ်ယောက်တောင်လာကြတယ် မိသားစုအားလုံး10ယောက် ။အော်10ယောက်အဲ့ဆိုဒီတစ်ဖွဲ့လုံးလား ဒီပါပေါင်လေးတွေ အော်ပေါင်လေးတွေ ရန်ကုန်ကလာ ။အော်ရန်ကုန်ကနေလားဟုတ်။ပျော်စရာကြီး10ယောက်တဲ့ဒီမှာလာကြတာ ဒီဘက်ကတော့ဒါကွင်းမြင့်စောစောလိုတောင်ကုန်းလေးတောင်မဟုတ်ပေါ့ဒီဖြူဖွေးနေတဲ့ဒီရေခဲဖုံလေးကတ်နေတဲ့မျက်ခင်းကိုပြင်လိုက်ကြီးမြင်ရတဲ့နေရာမျိုးပေါ့ဒီဘက်မှာကြည့်လိုက်ပါဦးဒီဘက်ဆိုတောင်ကုန်းပေါ်အိမ်လေးအဲ့ဒီအိမ်ရဲ့ခေါင်မိုးပေါ်မှာဆိုလို့ရှိရင်အဲ့လိုပဲရေခဲဖုံလေးကတ်နေတာဒီမြက်6တွေဟိုဘယ်လိုခေါ်မလဲဖတ်ပေါ့နော်ဖတ်မိုးထားတဲ့အိမ်ခေါင်မိုးမှာအမုံလေးတွေပွေပြည့်ပြီးတော့ဖြူဖွေးနေတာဒီအိမ်ခေါင်မိုးလေးဆိုလုံးဝဖြူဖွေးနေတာပဲရေခဲမုံတွေကတ်နေတာဆိုတော့အဲ့တော့ဒီဘက်ဒေသမှာကတော့လေဟိုဘာနက်တစ်ခုထဲမှာမဟုတ်ဘူးပေါ့နော်ဒီဘာနက်ကိုအလာလန်းမှာမြို့တို့တွေဖြတ်ခဲ့တဲ့ဒီပန်လင်တို့အင်းကြောက်တို့ဒီရွာတွေအားလုံးကရေခဲတာဆိုတဲ့အဲ့တော့ဟိုဒီနေရာမှာပဲဟိုလူသိများတာဖြစ်တဲ့အတွက်ဒီနေရာမှာတကယ်နဲ့အရန်လူစီကားလာပြီဆိုလူတွေဒီကိုင်းမြေတစ်ခုလုံးပြည့်နေရတဲ့ဓာတ်ပုံရိုက်ပုံပြောတယ်မနေ့တော့တိုးပြီးတော့ရှာရတယ်လို့ပြောတယ်အဲ့တော့ဒီဘာနက်မာရေလို့မဟုတ်ဘူးပေါ့နော်တခြားရွာတွေမှာလည်းရေခဲတယ်ပေါ့အဲ့တော့အကိုတွေလာရင်းနဲ့ဒီဘာနက်မရောက်ခင်တခြားရွာတွေမှာဖြတ်လာတဲ့ရွာတွေမှာလည်းရေခဲနေတာကြည့်ရင်တွေ့ရင်ပေါ့နော်ဝင်ပြီးတော့ကြည့်မယ်ဝင်ပြီးတော့လေးလာရင်ဓာတ်ပုံရိုက်လို့ရတယ်တဲ့ရေခဲရင်အဲ့ဒီဘက်တောက်လျှောက်အကုန်ခဲတာ